မင်္ဂလာပါရှင်။ကျွန်မချန်နယ်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြန်မာပြည်သူတွေကိုလေရင်နဲ့ပုံကျဲတပ်ဖြတ်နေရဲ့မင်းအောင်လှိုင်ရဲ့လောက်ရက်ကိုအာဆီယံကတ္တမလေးရှားဝင်ကြီးချုပ်နဲ့ထိုင်းဝင်ကြီးချုပ်အောင်သက်စင်တို့နှုတ်ဆက်နေမှုပေါ်ထိုင်းလွှတ်တော်မှမေကွန်တော့မြန်မာပြည်သူတွေကိုလေရင်နဲ့ပုံကျဲတပ်ဖြတ်နေရဲ့မင်းအောင်လှိုင်ရဲ့လောက်ရက်ကိုအာဆီယံကတ္တမလေးရှားဝင်ကြီးချုပ်အန်ဝါနဲ့ထိုင်းဝင်ကြီးချုပ်အောင်သက်စင်တို့ကနှုတ်ဆက်နေမှုပေါ်ထိုင်းလွှတ်တော်မှကသူ၏လူမှုကွန်ရက်မှာတစင်မေကွန်ထုတ်လိုက်ပါတယ်။အာဆီယံကတ္တမလေးရှားဝင်ကြီးချုပ်နဲ့အကြံပေးထိုင်းဝင်ကြီးချုပ်အောင်သက်စင်တို့ရဲ့အပြုသဘောဆောင်တဲ့စစ်ဆက်ညှိနှိုင်းနဲ့ဂျာဝင်ခဲ့ကြောင်းတို့ရရင်ဂျာဝင်မှုရလက်နေဖြင့်စစ်ရာဇဝဲကောင်းမင်းအောင်လှိုင်ကျွလွန်နေတဲ့လောက်ရတွေကိုကြည်ရန်လို့ကြောင်းမင်းအောင်လှိုင်ကအမားတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးမြန်မာပြည်သူတွေကိုတပ်ဖြတ်နေဆဲဖြစ်ကြောင်းရက်ကိုရက်ပိုင်းတွင်လေကြောင်းတိုက်ခိုက်မှုနဲ့ပြည်သူတွေကိုတပ်ဖြတ်ခဲ့ကြောင်းမြန်မာပြည်သူတွေကိုတပ်ဖြတ်နေကြမင်းအောင်လှိုင်ကိုစစ်ဆက်ညှိနှိုင်းပေါ်ဖြင့်လက်ဆွဲနှုတ်ဆက်ခဲ့မှုအတွက်အာဆီယံကတ္တနဲ့ထိုင်းဝင်ကြီးချုပ်အောင်သက်စင်မှတာဝန်ရှိကြောင်းမြည်သည့်အတွက်ကြောင့်မင်းအောင်လှိုင်လောက်ရများအတွက်မလေးရှားဝင်ကြီးချုပ်နဲ့ထိုင်းဝင်ကြီးချုပ်အောင်သက်စင်တို့နှုတ်ဆက်နေပါသလဲဦးမေကွန်ထုတ်ပါတယ်။ထိုင်းနိုင်ငံသို့မင်းအောင်လှိုင်ကိုခေါ်ပြီးတွေ့ဆုံခဲ့ခြင်းအတွက်ထိုင်းဝင်ကြီးချုပ်အောင်သက်စင်မလေးရှားဝင်ကြီးချုပ်တို့နဲ့ဖြင့်မင်းအောင်လှိုင်ကျွလွန်မှုတွေအတွက်မြန်မာထိုင်းမလေးရှားသုံးနိုင်ငံလုံးမှာပြည်သူတွေရဲ့မေကွန်တွေကိုဖြည့်ကြားရလိုအပ်ကြောင်းထိုင်းလွှတ်တော်မှကထောက်ပြပါတယ်။မကြသေးမီကမင်းအောင်လှိုင်ကလွတ်ငြိမ်းသက်သာခွင့်နဲ့အကျဉ်းသားတွေလွတ်ပေးခဲ့တော့လဲလွတ်မြောက်လာတဲ့အကျဉ်းသားများဆိုရင်90%ကျော်မှရာဇဝတ်မှုကျွလွန်သူတွေဖြစ်ကြပြီးလွတ်မြောက်တဲ့နိုင်ငံအကျဉ်းသားလွန်နေပါကြောင်းလက်ရှိမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးကျဉ်းချခံနေရဆဲနိုင်ငံအကျဉ်းသား22,198ဦးရှိပြီးဒေါအောင်ဆန်းစုကြည်နဲ့အရက်သားနိုင်ငံခေါင်းဆောင်များအပြားထောက်ချနေဆဲဖြစ်ကြောင်းနိုင်ငံရေးသမားတွေကိုထောက်ချပြီးရွေးကောက်ပွဲကိုစစ်တပ်ကမြည်တို့ကျင်းပမည်နည်းမေကွန်ထုတ်ဆရာရှိကြောင်း၎င်းကထောက်ပြပြောဆိုပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့ကြမ်းဖက်မှုတွေရေးယူနိုင်ဆောင်ရွက်မယ်လို့ NUG ထောက်ပြန်စစ်ကောင်စီကပြည်သူတွေပေါ်ကြမ်းဖက်ကျူးလွန်မှုတွေကိုအပြစ်ပေးရေးယူနိုင်စွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကဧပြီလ22ရက်နေ့ဒီကနေ့မှာထုတ်ပြန်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိတ်ကြကြီးရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကဧပြီလ18ရက်နေ့ကလင်းနဲ့ဆင်းတဲ့ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်လာသားရွယ်ကလေးငယ်တို့ပါဝင်ရသားပြည်သူ12ဦးသေဆုံးပြီးများစွာထိခိုက်ဒဏ်ရာရခဲ့ပါတယ်။လူ့ခွင့်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးတန်းတူညီမျှရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိဦးတည်ချက်ကိုခိုင်ခိုင်မာမာလက်ကင်ထားပြီးစစ်အုပ်စုကျူးလွန်မှုတွေကိုအရေးယူဆောင်သွားမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဧပြီလ19ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ရေထွက်ရာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်200ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေပါဝင်24ဦးသေဆုံးပြီး30ဝန်းကျင်ဒဏ်ရာရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီကသတင်းထုတ်ပြန်တာမရှိသေးသလိုပြောခွင့်ရသူစောမင်းတုံကိုဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားတာလည်းမရှိပါဘူး။နောက်ဆင်အားပေးကြတဲ့အတွက်ထိုးပင်ကျေးဇူးတင်ရှိပါတယ်ရှင်